ဟိုနေ့ကမြန်မာ King Crab အကြီးကြီးဝယ်စားထားတာအဲ့ကောင်ကြီးကြီးသွန်းတော့မြန်မာ2ယောက်စားတာကိုမကုန်နိုင်ဘူးကိုမဲချန်နာလည်းကနန်းရဲ့အစီရီဆိုတော့မြန်မာရန်နှမျောနဲ့ပါစေထုတ်လာခဲ့လိုက်တယ် King Crab ကိုပါစေထုတ်ခိုင်းတော့လည်းကြရက်ဖြစ်လိုက်သေးတယ်မြန်မာပါစေထုတ်ခိုင်းတော့ तू ကလက်တွေကိုပဲပါစေထုတ်ပေးပါရဲ့တဲ့ဥတွေကိုမထုတ်ပေးဘူးတဲ့ဆိုတော့မြန်မာအံ့ဩတာဘာလို့မထုတ်ပေးရလဲဆိုပြီးတော့အမစိတ်ထဲမှာရုတ်တရက်ဆိုတော့ကနန်းဥဟာသူတို့စီမှာလောတွေပိုင်းမြန်ရှိရလားပါစေမထုတ်ရဘူးဆိုတာပြီးတော့မြန်မာမေးကြည့်လိုက်တော့မှ तू ကလက်ကိုဥကိုမထုတ်ပေးရကားတဲ့သူတို့စီမှာကလက်ကိုထဲဖို့ကွန်တိန်နာပဲရှိပြီးတော့ဥကိုထဲဖို့အတွက်ဘူးမရှိလို့မထုတ်ပေးရရဲဆိုတော့အဲ့နဲ့ပဲမြန်မာလည်းသူတို့လက်ကိုထဲပေးရဘူးတွေကိုပဲမြန်မာဥတွေကိုထည့်လာခဲ့လိုက်တဲ့ကိုပတ်တာကိုKing Crab ကိုလေးမော်တယ်ဖို့အတွက်ကလည်းတော်တော်လေးကိုကြိုးစားပြီးတည်လိုက်ရတယ်အဓိကလေးမမအနက်နေထွက်နေမှာဆိုလို့ပေါ့နော်တခြားတိတည်ခဲ့တယ်တော်သေးတာကအဲ့ရပိုင်းတိုကျိုရောဟော့ကိုင်ဒိုကအရန်ကိုအေးနေရမလို့ဘာနမ်းမှမထွက်ဘဲနဲ့အေးစစ်စစ်တည်လာနိုင်နေပေါ့နော် King Crab ကဟိုတကောင်လုံးစားလို့မကုန်ဘူးဆိုတာကအရန်ကြီးလုံးလို့မဟုတ်ဘဲနဲ့အရန်ဤတို့မစားနိုင်တာပါ King Crab side experience ကို comment ပေးရမယ်ဆိုလို့ရှိရင်နောက်တစ်ခါစားမလားဆိုရင်တော့မစားတော့ဘူးလက်ကားကျွေးနေစားမယ်ပေါ့နော်ကိုပစံကို3မျိုးတော့မစားတော့ဘူးအခုကဟင်းချက်သွားပြီဆိုတော့မြန်မာစားလိုက်ပါဦးမယ် you can enjoy my mukbang see you in the next video bye bye